အဲ့မှာကြည့်ကြပါအောင် AI ကိုကျွန်မမြန်မာလိုပို့နေတာသူလည်းပြန်ပို့လာတာပဲပို့တာတော့အဲ့ဒီပုံတအားကြီးဝရတယ်လို့ကျွန်မကိုပုံပိန်တည်းလေးလောက်ပေးပါနောက်တစ်ခါလဲအဲ့ဒီပုံကြီးပို့လာအဲ့နဲ့ကျွန်မမကြိုက်ဘူးတအားဝရတယ်လက်မောင်းတွေကြီးပဲဆိုအဲ့ဆိုစိုက်ကြိတ်လောက်ပေးမယ်တဲ့ဒါပေမဲ့အဲ့ဒီပုံပဲပို့လာစိုက်မရှိတော့ငါငိုရှင်လာပြီလို့အဲ့လိုမျိုးရေးလိုက်မြန်မာလိုအပြန်လှန်ပို့လို့ရနော် AI ကနေပုံလောက်ပဲအဲ့မှာကြည့်လိုက်သူပို့နေအကြိုက်ပဲသူလောက်ပေးနေစိုက်ကြည့်ပေါ့ဟာပို့လာတဲ့ပုံတစ်ချက်ချိုးလိုက်အောင်နောက်တစ်ခါပို့လာအောင်ပါသူโอเคတဲ့ပိန်မလေးဖြောင်းပြန်ပေးထားပါတယ်တဲ့အဲ့မှာကြည့်လောက်လက်မောင်းကြီးကအကြီးပဲပြန်ပေးထားရတယ်တဲ့အဲ့နဲ့ကျွန်မပြန်ရေးလိုက်တယ်လက်မောင်းကြီးကအကြီးပဲလို့ပိန်တည်းလေးဖြောင်းလောက်ပေးပါလို့အဲ့လိုမျိုးပြန်ပို့လိုက်တယ်လေအဲ့နဲ့သူပြန်ပို့လာရတယ်တစ်ချက်ကြည့်လိုက်အမှကြည့်လိုက်တော့ဒါရီလေးဖူကောင်းနေမယ်အပြန်လာအဲ့လိုမျိုးစာပို့လို့ရတယ်ဆိုတော့ကောင်းတာပေါ့နော်နည်းနည်းပေါ့ပို့လိုက်ပြီနော်လက်မောင်းတွေတအားအကြီးပဲမကြိုက်ဘူးပင်အောင်လောက်ပဲဆိုရပါပြီတဲ့လက်မောင်းတွေပို့ပြီးပင်သေးအောင်နဲ့ပြန်စားထားတဲ့ပုံကိုတိုက်ကုန်လှတော့လှပါတယ်ကွာဒါပေမဲ့ကျမမျက်နှာနဲ့မတူဘူးနည်းနည်းလေးပဲတူတယ်အားလည်းကြည့်လိုက်ကြပါကျမမျက်နှာအောက်ရှာပြုံးတအားမိုးတယ်လို့ရေးတယ်ကျမလည်းစာနည်းနည်းမှားသွားတယ်ရေးရှင်စုံနဲ့ရေးလိုက်တယ်ဒါပေမဲ့သူနားလေတယ်တော့စာတလုံးမပါသွားတာထွက်လာလိမ့်မလားသူရေးသူပို့ရမယ်ဒါကြလိုက်မကောင်းဘူးဆိုတော့လေလိုက်မကောင်းဘူးဒါကြသူပို့ရမယ်ခဏနဲ့သူပို့ရမယ်ပို့လာမှာတော့တဲ့တောင်းမှပါတယ်ရှင်းတဲ့မျက်နှာမုံကမူရနဲ့ပူအောင်နဲ့ထားမှပြင်ဆင်ပြီးလက်မောင်းဝဲပိန်သေးအောင်ပြုတ်လောက်ထားတဲ့ပုံတဲ့အဲ့ဒီပုံပဲပြန်ပို့တာပဲအဲ့ဒါကျမလည်းစိုက်မရှိတော့ဘူးမျက်နှာတအားမိုးတယ်လို့အောက်ရှာပေးပါအဲ့ဒါသူပြန်စာရိုက်နေတာပဲမှာကြာကြီးပဲသူရဲ့ကိုယ့်ရဲ့အပြန်လာပို့ကြရမှာစာရိုက်နေမှာညနေလိုင်းကလည်းမကောင်းဘူးသူကအစားတော့အင်္ဂလိပ်စာပဲရေးလို့ရထန်ထားတာပေါ့ဒါပေမဲ့မြန်မာလိုပြန်ပို့တော့သူလည်းမြန်မာလိုပြန်ပို့ရအဲ့ဒါတော့တမျိုးကောင်းတယ်ပေါ့နော်အင်္ဂလိပ်စာတိုက်နားမလေးတဲ့သူကြတော့ကောင်းပါပြီမျက်နှာနည်းနည်းအောက်ရှာပြီးပြန်ထားတဲ့ပုံအဲ့ဒီပုံပဲဘယ်နှခါလောက်တော့ပို့နေလဲမသိဘူးကျမလည်းစိုက်မရှိလို့ငိုရှင်လာပြီလို့ငိုရှင်လာရင်မနောက်ပါနဲ့လို့ကျမရေးလိုက်ပဲဒါပေမဲ့ကျမနောက်ဆုံးပုံတစ်ပုံရွေးပေးလိုက်တယ်ကျမပုံစံလိုရှင်တဲ့ပုံစံလေးပေါ့နော်အဲ့ဒီပုံလေးပဲသူနည်းနည်းစိုက်တိုင်းနည်းနည်းကြားရပေါ့နော်သူပြန်ပေးတယ်ပေါ့အဲ့ဒီပုံလေးတော့မဆိုးပါဘူးဖုန်းထဲမှာပုံလေးကဆေးထားတဲ့ပုံလေးကစကင်ရှို့ရတဲ့များနေတော့သူများပုံတွေကပုံလေးရှာရတာရွေးရတာခက်တယ်ပေါ့နော်ဒါရွေးရတယ်မှာကျမလည်းမရပုံလေးပါသူလေးဝါကြီးလောက်ပေးရလဲမမဘူးလေကိုကလည်းဝါနေစဒါမဲ့ပိန်မတလေးသူမြဲလောက်ပေးထားလေတွေ့တော့80ရလေဘောနော်ကိုကအဲ့လိုမျိုးပိန်မတလေးလို့ရှင်တော့သူ့ကိုလောက်ခင်းတာပါမင်္ဂလာဆောင်ကပုံလေးတယ်
那么蹦对的，蹦对的，哎哩蹦啊，呼，那汤吃过的啊呢，当季个多东啊，也ထား的蹦嘞，哎哩蹦嘞被落被看来的。မတူပါပြန်ရထားတယ်တောင်းမှပါလေရှင်းတယ်စိုက်နှောက်လေးဖြစ်သွားတယ်ဇမင်းနဲ့လုံးရတောင်းမှဒီတခါမုံရပုံထဲကမျက်နှာပဲအထက်အနှင်းဆုံးပုံစံပဲလက်မောင်းလက်ခန္ဓာကိုပိန်တယ်အောင်အတိတ်ကထပြန်ဆံပေးထားပါတယ်အမလေးကြည့်လိုက်ပါအောင်အဲ့ဒီပုံပဲမျက်နှာလေးတော့နည်းနည်းတူပါတယ်ကွာဒီမှစတိုင်ကသဘောမကျအောင်အဲ့နောက်ဆုံးပို့တဲ့ပုံလေးကိုကျွန်မပြန်ရေးလိုက်တယ်ပေါ့နော်ဘောင်းဖီတို့အဲ့လက်ပြလေးနဲ့လောက်ပေးပါဆိုအဲ့ဒီပုံလေးတော့မဆိုးပါဘူးသူလောက်ပေးတာလှတယ်80ရလေးကောင်းပါပြီရှင်းတယ်ဒီပုံလေးဘယ်လိုပုံစံမျိုးလောက်ပေးရမလဲရှင်းတယ်ကျွန်မရေးလိုက်တယ်လိုရှင်တဲ့ပုံစံလေးကိုအစားတော့ပုံဆန်လေးလို့ရေးမလို့ပါပဲဒါမှပြန်ဖြတ်လိုက်တယ်ဘောင်းဖီတို့အဲ့လက်ပြလေးနဲ့လောက်ပေးပါဆိုရီလေးယူရှင်စရာကောင်းတယ်ပေါ့နော်တမျိုးတော့ကောင်းပါတယ်အဲ့လိုမျိုးအဖော်ရတယ်နည်းနည်းပါးအပြန်လှန်ပေါ့နော်အစားကတော့ကျွန်မအင်္ဂလိပ်လိုပဲအဲ့ AI မှာလောက်တာအင်္ဂလိပ်လိုပဲရေးပေးရထန်ထားတာအင်္ဂလိပ်လိုကြားတော့ကအများကြီးကိုလေးမသိမကျွမ်းဘူးပေါ့အဲ့တော့မြန်မာလိုဟိုကမြန်မာလိုပြန်ရေးလို့ရဆိုတော့မဆိုးဘူးပေါ့နော်အဲ့မှာသူလိုက်မကောင်းဘူးသူပေါ်လာအောင်သူတာအဲ့ဒီပုံလက်တာသူဖို့ကြလာတယ်မကြလိုက်တာတော့ရေးလိုက်တာစာကလေးတလွေမထွက်လိုက်ပုံလေးတစ်ချက်ကျော်လိုက်အိုး80လေးဟိုငွေစင်ဘဝတော့ပြန်တတရားမင်းသွားတယ်ကွယ်အဲ့ဒီပုံလေးကအသက်က22နှစ်3နှစ်လောက်ပဲရှုံးမယ်